ရှားပါပြီးတော့အကျိုးကျေးဇူးကိုလက်တွေ့ရရှိပြီးတော့လက်ဆင့်ကမ်းလာတဲ့ရှင်သီရိဂါထာကိုဖော်ပြမှာဖြစ်ပါတယ်ဒီဂါထာဟာဘုရားဟောစာအုပ်တွေထဲမှာဘုရားရှိခိုးမျိုးမျိုးစာအုပ်တွေထဲမှာပါတဲ့ဂါထာမဟုတ်ပါဘူးထိုင်းနိုင်ငံမှာရှိတဲ့အသာနာပြုတဲ့အမျိုးသမီးတဦးကနေပြီးတော့သူနောက်ဆုံးအသက်ဆုံးခါနီးချိန်မှာလက်ဆင့်ကမ်းလာခဲ့တဲ့ဂါထာဖြစ်ပါတယ်။သာနာပြုရမှာတော့ကောင်းတခြားတော့လုပ်ငန်းကိုင်ရမျိုးမှာထောက်ကူပြုတယ်လို့သိရပါတယ်။ဒီဂါထာကိုရရှိလာတဲ့အမျိုးသမီးဟာပထမစာအုပ်ထုတ်မယ်ပေါ့နော်။အသုံးပြုသူတွေအကျိုးရရှိသူတွေရဲ့အကြောင်းဘယ်တော့မှဘလို့စတင်ရွတ်ဆိုပြီးတော့ဘလို့တွေတွေ့ကြုံရတဲ့အကျိုးကျေးဇူးရတယ်တယောက်နဲ့တယောက်တူညီမှမရှိပါဘူး။အဲ့ဒါကိုစူးစီးပြီးတော့စာအုပ်ထုတ်ဖို့ပါပဲဒီလိုနဲ့အကြောင်းမျိုးကြောင့်ယခုချိန်မှာ Facebook တို့တခြား social media တွေမှာတင်တာပိုသိမြင်နေဆိုတဲ့ပုံစံမျိုးနဲ့သူနဲ့ရင်းနှီးတဲ့သူများကိုတစ်စင်လက်ဆင့်ကမ်းပြီးတော့ဒီကာတာကိုရွတ်ဆိုနေပြီးတော့အကျိုးရရှိသူများလည်းရှိတဲ့အတွက်ဖော်ပြပေးမှဖြစ်ပါတယ်ဒီကာတာကိုဘယ်လိုလူမျိုးတွေရွတ်ဆိုတင်တယ်လဲဆိုတော့လုံရင်းကိုင်းရင်နဲ့အကျွေးနွနှစ်သွားပြီးတော့မိမိလက်ရှိလုပ်ငန်းတွေရန်နာမလို့ဖြစ်တဲ့လူတွေတခြားတော့လုပ်ငန်းကိုင်ငန်းကိုတိုးတက်လိုတဲ့လူတွေပြီးတော့တာနာပြုတဲ့ပုံစံမျိုးနဲ့မိမိရဲ့စီးပွားရေးရာခိုင်နှုန်းဘလောက်ကိုလူသားတဲ့ထဲမှာထဲ့မယ်ဆိုတဲ့စိတ်ကူးရတဲ့လူတွေရွတ်ဆိုလို့ရှိရင်အကျိုးပေးအလွန်မြန်တယ်လို့သိရပါတယ်။ကာရာတော့ရှင်သီရိယာမဟာလာဘောမမတိတိဒီနေဒုက္ခလာဘောအေဟိမမပိယံဗန္တိတိပလိနာမပိတုလောကေတုအာနာသောဒေဝတာပူဇိတောရေဝအိန္ဒစဒေဝဇအာဒာနေဝအဟံဗန္တိအနာဂမန္တောဣဒံမေဒေဟိတုခံဇီဝိတံတပ္ပတုခပမုတ်ခေယဣပိတိရောဝါပုရိသောဝါဒူရေပတ္တမနိစဒုက္ခဟောတုပိယံမမလို့ဖြစ်ပါတယ်သူရဲ့ဂါထာအ내တပိတ်ကရှင်သီရိခေါ်တဲ့များစွာသောလက်ကြီးကိုရတဲ့ယဟန်တော်ဖြစ်သည်တို့ယဟန်တော်သည်ကျွန်ုပ်ဥကောင်းထက်၌နေတိုင်းတည်နေပါစေတည်းရှင်သီရိအရှင်ဘုရားကြော့တော်မူပါလော့အရှင်ဘုရားချမ်းသာဒုက္ခပြည့်စုံခြင်းကို၎င်းလက်ရခြင်းကို၎င်းချစ်ချင်းမေတ္တာကို၎င်းကျွန်ုပ်အားပေးသနာတော်မူပါလော့လူနဲ့ပြမသည်ကိုတော့ပူဇော်ထူးကိုခံယူထိုက်တဲ့ရှင်သီရိအမိရှိသည့်မဟာထေအရှင်သူမြတ်ကြီးအားနတ်ပေါင်းတို့သည်ပူဇော်တက္ကရာပြုကြကုန်သတည်းဆိုပြီးတော့ဖြစ်ပါတယ်ဓမ္မမိတ်ဆွေများအနေနဲ့ဒီရှင်သီရိရှားပါဂါထာကိုရွတ်ဆိုပြီးအကျိုးရရှိလို့ရှိရင်လည်းအကျိုးကြောင့်များကိုလာရောက်ပြောပြနိုင်ပါရင်ဖိတ်ခေါ်ပါတယ်